လူတာအခုငကကြီးကိုလိမ့်ပေးပြီးတော့ပိန်လိန်သွားတယ်အရက်ရှည်ရှည်နဲ့မျက်နှာတွတ်တွတ်အသားပြူနဲ့ဟယ်လိုအားလုံးပဲမင်္ဂလာပါဆိုစတဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးကဒီလမ်းမှာပေါ့နော်ရွှေဒီငကတ်တဲ့အလူခံရတဲ့ဒီအမရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဆိုစနနဲ့အတူတူlike ကြည့်ပြီးတော့ဘလို့လဲဆိုတာဝေဖန်ပေးကြပါအောင်နော်50နဲ့46ကြားမှာနော်ဆွဲကြိုးတွေငကတ်တွေအရန်လူနေတယ်အခုလက်ရှိကျမကိုယ်တိုင်ဒီနေ့အလူခံရတာ50နဲ့46ကြားမှာအကောင်ကပိန်ပိန်နဲ့သူတို့ကကြတော့ဝတ်ထားတဲ့ဝတ်စုံကကြတော့ EBC ကဝတ်စုံနဲ့လူတာအပေါ်ပြအောက်ပြနဲ့ဝတ်ထားတာအောက်ပြ EBC ကဝတ်စုံနဲ့ဆိုင်ကယ်ကဘာချမ်းပိန်နဲ့အရက်ရှည်ရှည်နဲ့မျက်နှာတွတ်တွတ်အသားပြူနဲ့အကောင်နှစ်ကောင်လူတာဆွဲကြိုးဆွဲလူတာဆွဲကြိုးမရတော့ငကတ်နဲ့ညှိပြီးပါကွာငကတ်နဲ့ညှိပြီးငကတ်ကြောင့်ပိန်လိန်သွားတယ်ကြားအောင်မယ်ဒီမှာလူတာဆွဲကြိုးလူတာနှကွင်းတစ်ဖက်လုံးတော့ပိန်လိမ့်မယ်အခုရှစ်သက်မသွားရလို့ရှင်းမှာစောင့်နေမှာဆိုလို့ကိုလူတွေကိုပြန်စောင့်နေတယ်အမှန်ဆွဲကြိုးလူတာအခုငကတ်ကြီးကိုလိမ့်ပေးပြီးတော့ပိန်လိန်သွားတယ်ပိန်လိမ့်ပြီးတော့နားပြတ်သွားဒီဆွဲကြိုးလူတာပိန်လိမ့်ပြီးနားပြတ်ပြီးကိုကြောက်လို့ကုန်ပစ္စည်းတွေလမ်းတစ်ဝက်မှာကုန်မတက်ရက်ထားအဲ့လမ်းဆုံးကနေနောက်ကလိုက်လာပြီးတော့လူတာတတိရှိလို့ပေါ့50ကြားဝတ်ထားတဲ့ဝတ်စုံက EBC ဝတ်စုံနဲ့အပေါ်ပြအောက်ပြနဲ့ဝတ်တာပေါ်ပြတော့လူတာမသိ EBC ရုံးကလူလိုဘာလို့နဲ့အဲ့လိုလူတာဒီမှာလေဒီနားကနေပြီးတော့မှအဲ့ဟိုလမ်းဆောင်နားကနေလိုက်လာတာကိုရီးယားပထမသူကဖြည်းဖြည်းမောင်းပြီးလိုက်လာတာနောက်ကနေလဲနောက်ပြီးကြတော့မှဆိုင်ငယ်ရှေ့ကျော်လဲကျော်အတကုံမောင်းပြီးဘေးကနေဆွဲလူတာအမေကသတိရှိပြီးတော့ဟဲ့လို့ကြုတ်ပြီးတော့ကိုမေကြီးကဆိုင်ငယ်ဟိုဘက်တိုးလိုက်လို့မတိုးလို့ရှိလို့ရှင်ဆွဲကြိုးလဲပါငကားတော့ပြတ်သွားတာဝစ်ဆောင်ကအရှိအကောင်ကဆိုင်ငယ်အုပ်ထုံနဲ့ EBC ရုံးကအပေါ်ပြအောက်ပြလို့ဝစ်ထားတာအနောက်ကကောင်ကလည်း EBC ရုံးကပဲအပေါ်ပြအောက်ပြနဲ့ဝစ်ထားတာ EBC ဝစ်ဆောင်နဲ့အသားပြူနဲ့ပိန်ပိန်နဲ့မျက်နှာတော်တော်နဲ့အေလိုကတော့ခက်ကောင်လုံး2ယောက်စလုံးတယောက်ကရှိရဆိုင်ငယ်အုပ်ထုံနဲ့ဒါကြမ်းပိန်နဲ့အခုနော်ဒီနားတစ်ဝိုက်မှာအဲ့ဒါခဏအလူခံနဲ့ကိုရီတွေ့မှယုံရတာနော်နောက်ကနေဆိုင်ငယ်နဲ့လူလာပြီးတော့ဆွဲကြွားတော့မပါပါဘူးငကားကတော့ပြက်ပြီးနားပြက်သွားတာနော်ကိုရီဆွဲကြွားလည်းအကြည့်ကြီးမို့လို့မပါပါနောက်ဘက်တာဆိုမလွယ်ဘူးဆိုင်ငယ်သမားကလည်းဟိုဘက်တိုးလိုက်လို့ဆိုင်ငယ်ကိုဆွဲခါလိုက်လို့ဆွဲတာမခါလို့ရှိရင်အဲ့ဒါအကုန်ပါတယ်နော်ဒီနားမှာခဏဖြစ်နေတာပါတကုံးမပါအဲ့ဒါလူတွေကိုသတိရှိဖို့ဒီဖောကိုကြည့်နေရရှိတယ်လေဒီနားမှာအဲ့ဒါဖမ်းပေးဖို့ခဏအဲ့လိုလုံနေတာပါတယ်ဒီနားလူတွေလည်းအကုန်ပြောတာနားမှာခက်ကလည်းပြတ်နေပြီဆိုတော့ဘောနော်ဆဆရအားလုံးသတိထားကြပါလို့ဆုစနကနေပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်